ဒီလိုလေးတွေးကြည့်အောင်ခင်ဗျားမှာအရင်ရောင်းလို့ကောင်းတဲ့ product တစ်ခုရှိတယ်အဲ့ဒီ product ကနေချင်းညာချင်းလုံးဝပျောက်ကွယ်သွားမယ်ဆိုရင်ခင်ဗျားဘာဆက်လုပ်မှာလဲအိန္ဒိယမှာလူတွေကြားထဲမှာရေပန်းစားတဲ့ဒီ Maggi လို့ခေါ်တဲ့အတင်စားခောက်ဆွဲချောက်တွေရှိတယ်။အဲ့ဒီခောက်ဆွဲတွေကကျွန်တော်တို့2015မှာအိန္ဒိယအစိုးရကနေပြီးတော့ကျန်းမာရေးဆိုင်ရာတခြား concern တွေရှိတယ်ဆိုပြီးတော့လုံးဝတနိုင်ငံလုံးကနေပြီးတော့ ban လိုက်။အဲ့လိုနဲ့ဈေးကွက်ထဲကနေပြီးတော့ဒီ Maggi ခောက်ဆွဲချောက်ထုတ်တွေကလုံးဝပျောက်သွားတယ်။9 လလောက်ကြာသွားတဲ့အခါမှာတော့ဒီအစိုးရနဲ့ထောက်ခံချက်တွေယူပြီးတော့သူတို့ကျန်းမာရေးဆိုင်ရာစီးစစ်ချက်တွေယူပြီးတော့ Maggi ကတဖန်ဈေးကွက်တွေကိုပြန်ပြီးတော့ပေါ်လာ။သူပြန်လာတဲ့အချိန်မှာ discount အကြီးတွေ packaging ပုံစံပြောင်းတာတွေ celebrity တွေနဲ့ကြော်ညာတာတွေလုံးဝမလုပ်ဘဲနဲ့ message တစ်ကြောင်းနဲ့ပြန်လာတာ။အဲ့ဒီ message ကဘာလဲဆိုတော့ we miss you too တဲ့ငါတို့လည်းမင်းကိုလွမ်းပါတယ်ဆိုတဲ့ emotional message နဲ့ပြန်လာတာသူတို့က marketing message ကိုအဲ့လိုပြီးတော့ social media ပေါ်မှာဘယ်လိုတွေပြန့်ကုန်လဲဆိုတော့လူတွေကဒီသူတို့ရဲ့ငယ်ဘဝမှာပါဝင်ခဲ့တဲ့ Maggi ခောက်ဆွဲချောက်နဲ့အမှတ်တရတွေသူတို့စပြီးတော့ share ကြတယ်ဒီ Maggi နဲ့ပတ်သက်ပြီးတော့လူတွေစီမှာရှိတဲ့ connection တွေအများကြီးထွက်လာတယ်သူတို့ကတကယ်ကြီးကို emotional marketing နဲ့ပြန်လာတာအဲ့တော့လူတွေကလည်းဒီခောက်ဆွဲချောက်ထုတ်တွေပြန်ရပြီဆိုတာနဲ့ဆိုင်တွေမှာအလူအရက်ပြန်ပြီးတော့ဝယ်ကြတယ် marketing လုပ်တဲ့အခါမှာအခိုင်အမာဆုံးရက်တည်ခြင်းနဲ့ဆိုရင်မဖြစ်မနေလုပ်ရမယ့်အရာကတော့လူတွေနဲ့အတူ emotional connection ယူတာပဲဖြစ်ပါတယ်